Ricky အခုသူ့ကိုလွတ်လိုက် Greggs ပါ Rick ငါပြောတာကြားတယ်မဟုတ်လား Greggs ဒီကောင်ဘာလုပ်နိုင်နေဆိုတာမင်းသိလား Rick အဲ့ဒါကိုတီးဖို့ငါဒီကိုလာတာချီနှောင်ထားတာတွေဖြုတ်လိုက် Hey Floyd ဒါပါလေအပေးအော်ဟစ်ဖို့လူရွေးပွဲလား Rick လာဆန်းမင်းဘာလုပ်နိုင်လဲကြည့်ရအောင်မင်းကဘယ်တော့မှပြစ်ချက်မလွဲဘူးလို့ပြောကြတယ်တက်တေပြဆန်း Pistol Smith Wesson စု1917 series မူရင်းအတိုင်းG 45 17.4323 လုံး Rick in အခုကြည်တောင်အခန်းထဲဝင်နေပြီးဘာလုပ်မလဲ Hey Rick hey Greggs တွားပြီကွာ Ames အမိတ်ပေးပါ boss ဒီကောင်ကိုပြစ်ချလိုက်မယ် Rick အားလုံးငြိမ်နေကြ Greggs မင်းလူတွေကိုလက်နက်ချပြီးနောက်ဆုတ်ခိုင်းလိုက် Floyd သူတို့ကိုလက်နက်ချလိုက်လို့ပြောလိုက် Greggs နောက်ဆုတ်ကြ Calm မှတ်တမ်းအတွက်ပြောရရင်ဒါကငါစိုးရင်ခဲ့တဲ့အတိုင်းအတိအကျပဲ Floyd ဒီညစာဘာစားမလဲ Greggs Ames ဒီကောင်ငါကိုပြည့်ရင်သူ့ကိုမင်းတက်လိုက်ပြီးတော့ငါ browser history ကိုလည်းဖျက်ပေး Floyd ဒီမှာဒီတနက်ရဲ့ firing pin ကိုအလုံးမလုံးအောင်ပြုပြင်ထားတာမဂဇင်းထဲမှာလည်း dummy round တွေပဲထည့်ထားတယ် trailer ဆွဲရင်ဘာမှဖြစ်မှာမဟုတ်ဘူး Amanda မင်းပြောတာလုံးဝမှန်တဲ့နာမည်ကြီးလူသက်သမားတစ်ယောက်ကိုကြည်စစ်ထည့်ထားတဲ့လက်နက်ဘာကြောင့်ပေးမှလဲဆွဲလိုက်အကုန်ပြစ်ပြီးကုန်အောင်လုပ် Greggs ဘာမှအကုန်မပြစ်နဲ့မင်းဒီမိမကိုတော့မသိဘူးငါကမင်းကို6လလောက်သိလာတာမှတ်မိသေးလားတခါကငါမင်းကိုကုကီယူလာပေးခဲ့တယ်လေအဲ့ဒါတကယ်ကုကီနော်တအားသွားပြီဘာလဲ Floyd သွားပြီငါကအရန်ပြင်းလို့အပဲသူကစုစုပေါင်း40ကြီးလောက်အထိဆက်ပစ်သွားတယ် Floyd ကအခုမင်းတို့ပါဝင်နေတယ်ဆိုတာသိပြီးငါရဲ့တန်ဖိုးကိုပြောမယ်ပထမအချက်ငါဒီနေရာကနေထွက်ချင်တယ်ဒုတိယအချက်ငါသမီးကိုအပြည့်အဝအုပ်ထိန်းခွင့်ရချင်တယ်သူ့အမေကတော့ကြီးကြပ်မှုအောက်မှာတွေးခွင့်ရတယ်ဒါပေမဲ့သူ့အမေရဲ့ချစ်သူကောင်တားနောင်ကတော့လုံးဝမလာရဘူး Rick Darno မပါဘူး Floyd အေးသူမပါဘူးတတိယအချက်မင်းတို့ကငါသမီးရဲ့ပညာရေးကုန်ကြစည်အားလုံးကိုပေးရမယ်အကောင်းဆုံးကျောင်းတွေမှာထားပေးပြီးတော့ကောလိပ်ရောက်ရင် Harvard ဒါမှမဟုတ် Yale လိုနေရာမျိုးသွားစေချင်တယ် Rick Ivy League ပေါ့ Floyd ဟုတ်တယ် Ivy League အဲ့ဒီနာမည်ကြီးကောလိပ်ကြီးတွေတဲကတစ်ခုပေါ့ပြီးတော့သူမမလိုက်နိုင်ဘူးအမှတ်တွေကျလာတယ်ဆိုရင်တော့မင်းတို့ white people လုပ်ပေးရမယ် Flag in Floyd မင်းတို့ဘယ်လိုလုပ်တတ်တယ်ဆိုတာသိတယ်မဟုတ်လား Rick အိုးဟုတ်တာပေါ့ Floyd ဟုတ်ပြီအဲ့ဒါငါရဲ့တောင်းဆိုချက်ပဲဒါပေမဲ့ငါစိတ်ပူတာတစ်ခုရှိတယ်ဘယ်သူမှဘာမှချရေးနေတာမတွေ့ဘူး Rick မင်းကတောင်းဆိုချက်တွေတင်နိုင်တဲ့အနေအထားမှာမရှိဘူး Floyd အိုး sorry မင်းကိုငါပြောနေတာလို့ထင်သွားတာလားမဟုတ်ဘူးကွာအပြေးလွှားခိုင်းတဲ့ကောင်ငါကမင်းရဲ့ boss ကိုပြောနေတာအဲ့ဒါငါဈေးပဲချစ်စရာလေးမင်းလဲသိတယ်မဟုတ်လားနန်းတန် Greggs ဒီလူတွေကရာဇဝတ်သားတွေဆိုတာသတိထားမိလားအင်းသူတို့ကစိတ်မမှန်တဲ့လူမှုရေးစန့်ကျင်တဲ့အယူတွေဒါကလုံးဝအတိတ်ပဲမရှိဘူးTaiwan တပ်ဖွဲ့တွေကိုသာငါသွားခေါ်ခွင့်ရရင်မင်းအမိတ်ပေးသမျှဘာမဆိုလုပ်ပေးမဲ့အကောင်းစားတိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့တိစောက်ပေးနိုင်တယ်မင်းလိုအပ်တာကစစ်သားအစ်စ်တွေဒီအမိုက်ကောင်တွေမဟုတ်ဘူးAmanda ဒုတိယကမ္ဘာစစ်တုန်းကအမေရိကန်ရေတပ်ကစိတ်ကမ်းဧရိယာမှာသူတို့ရဲ့တင်မောတွေကိုကာကွယ်ဖို့မာဖီးယားအဖွဲ့နဲ့သဘောတူညီမှုလုပ်ခဲ့တယ် Greggs ဒါကဒုတိယကမ္ဘာစစ်မဟုတ်ဘူး Amanda တတိယကမ္ဘာစစ်ပဲ Greggs မင်းတကယ်ဘာလုပ်ဖို့ကြိုးစားနေတာလဲ Amanda အဲ့ဒါကသိဖို့မလိုတဲ့အရာပဲပြီးတော့မင်းသိဖို့လိုတာကမင်းကငါ့အတွက်အလုပ်လုပ်နေတာဆိုတာပဲ Greggs ဖုန်းတစ်ခေါ်နဲ့အဲ့ဒါကိုပြောင်းလဲပြလို့ရတယ်ငါမှလည်းမိတ်ဆွေတွေရှိတယ်နော် Amanda အဲ့ဒါဆိုဖုန်းခေါ်လေဒါပေမဲ့မင်းမရှိပဲဆိုရင်တော့မင်းရဲ့အမျိုးသမီးတငယ်ချင်းကဒီနေရာမှာဖုတ်ပြားတစ်ခုပေါ်ချီနှောင်ခံထားရပြီးစေးအာနီတင်ကြောင်တတိမိတ်နေမှာပဲ Greggs သူတို့ကမင်းအကြောင်းငါ့ကိုတတိပေးခဲ့တယ်ငါလိုအယူကတော့အဲ့ဒီပုံမြင်တွေကိုမယုံခဲ့ဘူးAmanda ဘယ်သူမှအစပိုင်းမှာမယုံ